ဒီကအားလုံးပဲမင်္ဂလာပါเนาะဒီနေ့မှာတော့တနေ့3ကြောင်းဟိုကြသင်ခန်းစာရင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲဆိုရှင်တော့ဒီ video file ကိုအစားဆုံးတစ်ခေါက်နားထောင်ကြည့်ပါဦးเนาะจะไปซื้อเสื้อผ้าจะไปซื้อเสื้อผ้าใหญ่ไปนิดหนึ่งใหญ่ไปนิดหนึ่งเล็กไปนิดหนึ่งเล็กไปนิดหนึ่งအဲဆိုရှင်တော့ကျတော့ဒီမှာဆိုရှင်จะไปซื้อเสื้อผ้าจ้าก็จะตัวเมย์พวกน้องไปก็จะตัวเลยซื้อก็จะเวทเสื้อผ้าส่วนวัวสาคือจะไปซื้อเสื้อผ้าหรือวัวสาตัวเวทแม่ปีนั้นกูธนาทองจริงไหมဆိုရိုင်ပိုင်းนิดหนึ่งရိုင်ပိုင်းนิดหนึ่งဆိုလို့ရှိရင်တော့ရိုင်ကကြည်တယ်ပိုင်းကကျော်သွားတယ်นิดหนึ่งကကျော်နည်းနည်းဆိုရိုင်ပိုင်းนิดหนึ่งဆိုနည်းနည်းကြည်သွားတယ်ပေါ့နော်ဆိုတော့ကိုလစ်ပိုင်းนิดหนึ่งလစ်ပိုင်းนิดหนึ่งလစ်ကကျော်သွားတည်တယ်ပိုင်းကကျော်သွားတယ်นิดหนึ่งဆိုနည်းနည်းဆိုလစ်ပိုင်းนิดหนึ่งဆိုနည်းနည်းတည်သွားတယ်လို့ဒါနော်ဆိုရှင်တလုံးချင်းဒီရှင်းပြထားတဲ့ view ပိုင်းလေးလည်းဒီနောက်နေမှာရှိရဲဆိုကြာကကျော်မဲပိုင်းသွားတယ်ซื้อเวรสภาพวัวสาใหญ่จีเดเล็กตีเดนึกหนึ่งเนเนลูกตาเนาะဆိုရှင်เนาะဒီ view file လေးကိုကြည့်မိတဲ့အခါမှာထိုင်းစာတွေပို့ပြီးတော့တိုးတက်လာမယ်လို့မျှော်လင့်ပါတယ်ဆိုရှင်တော့ပြီးလို့ရှင်တော့ဒီ view file အရှိနဲ့ပတ်သက်ပြီးတော့ YouTube channel တွေမှာမေးဖြေကဏ္ဍတွေစောင်းပါဖတ်ခြင်းပုံမှန်စာလိုက်ဖတ်ခြင်းကြောင်းရင်းနဲ့ပတ်သက်ပြီးတော့လည်း Facebook page YouTube channel TikTok account နဲ့ Weibo account တွေမှာတင်ပေးသွားမှာဖြစ်ပါတယ်ပြီးရင်ဒီ Facebook page YouTube channel TikTok account နဲ့ Weibo account တွေရဲ့ link တွေကကျတော့ comment မှာ link ချပြီးသွားမှာဖြစ်ပါတယ်ပြီးရင်ဒီFacebook page ရဲ့ link ကနေစဉ်လဲဝင်ရောက်လေ့လာနိုင်ပါတယ်အဲဒီကနေစဉ်ဝင်ရောက်လေ့လာဖို့အတွက်လည်းအားလုံးကိုဖိတ်ခေါ်ပါတယ်ဒီ video file လေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video file တွေမှာပြန်တွေ့ပါမယ်ဟုတ်ကဲ့ပါ